ဟုတ်နော်ကဲကိုတနေ့ကပြန်ပွဲဝင်ထားတဲ့စတိုင်တွေရှိတယ်ကိုပုံစံနဲ့ကိုဆိုနော်ကိုပုံစံနဲ့ကိုဆိုဒီတိုင်းအောင်ပဲကိုပုံစံနဲ့ကိုဆိုပြီနော်စပါနော်အစင်းကြီးလားတကယ်နဲ့လည်းဘာလို့တူတူပဲနားအောင်လို့ရအောင်စမယ်